ဒီအမျိုးသားဟာယောက်ခမဖြစ်သူကနှင်ထုတ်လိုက်လို့ဒေါသနဲ့တောင်ပေါ်တက်ပြီးကိုပိုင်အိမ်တလုံးလာဆောက်ခဲ့ပါတယ်။သူဟာအိမ်ပါတမက်အဖြစ်ဇနီးရမိဘအိမ်မှာယောက်ကတိယောက်ခမတွေနဲ့အတူလိုက်နေခဲ့တာပါ။ဒါပေမဲ့နှစ်တွေကြာတဲ့အထိဝင်ငွေကထူးထူးခြားခြားမရှိတာကြောင့်ယောက်ခမဖြစ်သူကသူ့ကိုဘယ်တော့မှမျက်နှာသာမပေးခဲ့ပါဘူး။နေ့စဉ်ထိတွေ့ဆက်ဆံမှုတိုင်းမှာမထိမဲ့မြင်ပြူတာတွေတမင်အနိုင်ကျင့်တာတွေနဲ့ပဲပြည်နီးခဲ့ပါတယ်။သူကစ조사အလုပ်လုပ်ပြီးယာကျူးတိုးလာစာတိုးတာတွေနဲ့သူ့ရေးချင်းကိုတက်တယ်ပြဖို့စ조사ခဲ့မဲ့ယောက်ခမကတော့အရာရာကိုအပြစ်ရှာနေတော့ပါပဲအားလျက်တွေမှာယူလာတဲ့လက်ဆောင်တွေကဈေးမကြည့်ဘူးမိသားစုပွဲတွေမှာလည်းမျက်နှာမလှဘူးဆိုပြီးမြေတွင်တောက်တီးခဲ့ပါတယ်သူကမျိုးရိုးကိုအရှက်ရစေတယ်လို့ပြောခဲ့ပါတယ်ယောက်ခမဖြစ်သူရဲ့နှစ်ရှည်လာများလွမ်းမိုးမှုအောက်မှာသူ့ဇနီးကလည်းသူ့အပေါ်တဖြည်းဖြည်းမကြေမနက်ဖြစ်လာပြီးအမေနဲ့အတူသူ့ကိုဝိုင်းဝေဖန်လက်ရှိပါတယ်နောက်ပိုင်းမှာယောက်ခမကပို့ဆိုးလာပြီးသူ့ဇနီးကိုကွာရှင်းဖို့တိုက်ရိုက်ဖိအားပေးရင်းပြောခဲ့လာကတော့ငါသမီးရဲ့အရေးချင်းနဲ့ဆိုချမ်းသာပြီးအရှိန်အဝါရှိတဲ့သူတယောက်ရှာလို့ရတာပဲဘာလို့မင်းနဲ့ဒုက္ခခံနေရမှာလဲပေါ့သူကတော့နှစ်တွေနဲ့ချီတီဆောက်ခဲ့တဲ့တန်ရောစင်အကြောင်းဇနီးနဲ့ပြောဖို့အသေးအတန်တောင်းပန်ခဲ့ပေမဲ့သူ့ဇနီးကတော့ယောက်ခမရဲ့လွမ်းမိုးမှုအောက်မှာလုံးလုံးရရရောက်နေပြီးနောက်ဆုံးမှာတော့အရှုံးပေးလိုက်ပါတယ်ဒီအိမ်ထောင်ဆောင်အကြီးအကျယ်စိတ်တန်ရရသွားတဲ့သူဟာမြို့ကအလုတ်ကိုစိတ်ပိုင်းဖြတ်ပြီးထွက်ခဲ့တယ်ပြီးတော့တောင်ပေါ်ကိုတယောက်ထဲတက်လာပြီးကိုပိုင်အိမ်တလုံးဆောက်ဖို့ပြင်ဆင်ခဲ့ပါတယ်သူကတောင်ချေကမြေကွက်လက်တစ်ခုကိုရွေးချယ်ခဲ့ပြီးပေါင်းပင်နဲ့ကြောက်ခဲတွေကိုရှင်းလင်းကတောထဲကတစ်အဟောင်းတွေကိုခုတ်ယူခဲ့ပါတယ်အလုတ်သမားငါးရန်တာမရှိခက်မီစစ်ပစ္စည်းတွေမပါဘဲသူ့လက်လက်နှစ်ဖက်တည်းနဲ့ပဲအရာအလုံးကိုတဖြည်းဖြည်းပုံဖော်ခဲ့ပါတယ်မနက်ခင်းတွေမှာတော့ငှက်ကလေးတွေရဲ့တေးတန်နဲ့အတူအလုတ်စားခဲ့ပါတယ်။တက်သားတွေကိုရွေးဖို့တိုက်တယ်၊စက်ကြောခောက်တယ်၊နိုင်ရန်တွေစီပြီးအမိုးမိုးခဲ့ပါတယ်။အစင်တိုင်းကိုအလွန်ဂယုတစိုက်လှုပ်ဆောင်ခဲ့ပါတယ်။ညနေခင်းတွေမှာတော့နေဝင်စီးစာအောက်မှာထိုင်ရင်းထဖြည်းဖြည်းပုံပေါ်လာတဲ့အိမ်လေးကိုကြည့်ရင်သူ့ရင်ထဲကနာကျင်မှုတွေလည်းထဖြည်းဖြည်းလျော့ပါလာခဲ့ပါတယ်။သူ့လက်တွေမှာအရေးကြီးဖူးတွေထပ်ပြီးအသားမာတွေတက်လာတယ်။ပင်ပန်းလွန်လို့ခါးတွေလည်းနာကျင်ကြိုက်ခဲခဲ့ပေမဲ့သူဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။တောက်ပြောင်တဲ့အလတ်စင်မှုတွေမပါဘဲအယိုးရှင်းဆုံးတက်သားနဲ့ကြောက်တုံးတွေကိုပဲတုံးပြီးအိမ်ကိုနှွေးထွေပြီးခိုင်ခတ်အောင်ဆောက်လုပ်ခဲ့ပါတယ်။ချံဝုံးပလဲမှာပန်းပင်တွေစိုက်ထားပြီးတခါရှိမှာတော့ဟင်းတီးဟင်းရွက်စိုက်ခင်းလေးတစ်ခုခြံထားတာကတာမန်ဘဝရဲ့နှွေးထွေးမှုတွေနဲ့ပြည်နေပါတယ်။၃ရက်ကြာပင်ပန်းအလုပ်လုပ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့နှလုံးသားနဲ့စိတ်ဝိညာဉ်တွေပါဝင်တဲ့ဒီအိမ်လေးပါနောက်ဆုံးမှပြီးစီးသွားခဲ့ပါပြီ။မြို့ပြရဲ့စူညံတန်းတွေရောခမော့ရဲ့အေးဆက်တဲ့အကြေဆောင်တွေပျက်စီးသွားတဲ့အိမ်ထောင်ရဲတွေမရှိတော့ပါဘူး။ရှိတာကတော့တောင်ပေါ်ကလေးပြေအေးစိမ့်ဆူနေတဲ့လဲကွင်းပြင်တွေနဲ့သူ့အတွက်သာတီးတန့်ဖြစ်တည်နေတဲ့ငင်းချမှုပါပဲ။ဒီချံဝန်းလေးဟာအတိတ်ကိုနှုတ်ဆက်နိုင်ခဲ့တဲ့သူ့ရဲ့စူရစိတ်ဖြစ်တယ်လို့ဘဝတစ်ကိုဆက်တန်ခီးထွမဲ့စိတ်ကန်းတစ်ခုလည်းဖြစ်ပါတယ်။ဒီအိမ်လေးအပေါ်မှာတော့ဘယ်လိုမြင်ပါသလဲ။အမှတ်ပြ100မှာဘယ်လောက်ပေးချင်ပါသလဲ။ comment မှာလွတ်လပ်စွာရေးသားခဲ့နိုင်ပါတယ်။နောက်တစ်ချိန်မှာပြန်တွေ့ကြပါမယ်။